မင်းကလေးရဲ့လက်မောင်းမှာစူးချွန်နေထွက်လာတယ်သူမထိတ်လန့်သွားပြီးအဲ့ဒီစူးတွေကိုကတ်ကြီးနဲ့ညှက်ပစ်လိုက်တယ်မကြခင်မှာပဲသူမရဲ့အရေးပြားတွေကပုတ်အားလာပြီးဒါကသူမကိုပိုလို့တောင်ကြောက်လန့်သွားစေခဲ့တယ်ဒါကြောင့်သူမဆေးရုံကိုအပြေးလွှာသွားခဲ့တာပေါ့ဒါပေမဲ့ဆရာဝန်ကသူမရဲ့ဒဏ်ရာကိုမြင်တဲ့အခါကူးဆက်ယောဂတစ်ခုခုလို့ထင်သွားပြီးသူမကိုတီးတန့်ခွဲထားဖို့လုံခြုံရေးတွေကိုခေါ်လိုက်တယ်မင်းကလေးလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးရင်လူနာဆောင်တစ်ခုလည်းရောက်သွားတော့တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့လက်တွေကနေစူးတွေရုတ်တရက်ထွက်လာပြန်တယ်မင်းကလေးဟာတွေဝေမနေတော့ပဲနေရန်ဘောကိုတိုက်ရိုက်တွဲတက်သွားခဲ့တယ်ဒါကိုမြင်လိုက်တဲ့လူနာကမှင့်တက်မိသွားပြီးမင်းကလေးကတော့သူ့ကိုငင်းနေဖို့အချက်ပြလိုက်တယ်ကန်ကောင်းစွာနဲ့ပဲလုံခြုံရေးတွေသူမကိုရှာမတွေ့သွားပါဘူးအိမ်ပြန်ရောက်တဲ့အခါသူမရဲ့လက်သေးတွေတစ်ခုပြီးတစ်ခုကျွတ်ထွက်လာပြီးခွန်အားတွေကလည်းပုံမှန်တဲ့ပိုတန်မာလာတာကိုတတိထားမိလာတယ်ဒီနေ့မှာတော့လမ်းချောင်းနေတော့သူတရင်နာအဖွာတစ်ခုကသူမကိုပြန်ပေးဆွဲသွားခဲ့တယ်သူမပြန်နိုးလာတဲ့အခါကလာထိုင်မှာကျိုးနဲ့တုံတောင်ခံထားရပြီးမင်းကလေးဟာအကြံရသွားပြီးသူမလက်မောင်းကစူးတွေနဲ့ကျိုးကိုဖျက်လိုက်တယ်ပြီးတော့စားပွဲပေါ်မှာရှိတဲ့အသားစိမ်းတွေကိုအငမ်းမြစားပွဲပစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲလက်နက်ကိုင်းတွေဝိုင်းအောင်ဝင်ရောက်လာပြီးသူမကိုဆေးရုံစီပြန်ခေါ်သွားကြတယ်သူတို့ကသူမကိုဖမ်းဆီးပြီးစမ်းသပ်မှုတွေလုပ်ဖို့ကြိုးစားကြပြီးမယ်မင်းကလေးကရုံးထွက်နိုင်ခဲ့ပြီးလူတစ်ယောက်ကိုရိုက်လဲပစ်လိုက်တယ်သူတို့တွေဟာသူမရဲ့ပြိုင်ဘက်တွေမဟုတ်ကြတော့ပါဘူးဆေးရုံကနေလွတ်မြောက်သွားပြီးတဲ့နောက်မှာတော့မင်းကလေးဟာနောက်ဆုံးမှာပစင်ရင်ခွဲဘဝကိုကူးပြောင်းသွားပါတော့တယ်